တစ်ခါမှာတော့ကြောကြောလုံးဝက်မုံလုံးအဆက်ကြောနဲ့စွန်တန်ဟင်းလေးကိုချက်ပြသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ကြည့်လိုက်ရအောင်နော်။ဒါကတော့ဝက်မုံလုံးတုံနဲ့ကြောကြောလုံးတုံပါဝက်မုံလုံးနဲ့ကြောကြောလုံးတွေကိုစစချင်းရေးဆေးပြီးပါမယ်နော်။ကိုကတော့ရေနှစ်ထပ်သုံးထပ်လောက်ဆေးပြီးတော့ထချမ်းလေးတွေအလဲကနေချမ်းထားလိုက်ပါတယ်။ပြီးသွားပြီဆိုရင်တော့စီအိုးထဲထည့်ပြီးကြော်ပါမယ်ရှင်။အခုဆိုရင်ကြုံနေနဲ့တဖြည်းဖြည်းရွှေရောင်လေးတွေတန်းလာပြီပေါ့နော်။ကဲဒီလိုရွှေရောင်တန်းတဲ့အနေထားလေးရပြီဆိုရင်တော့အိုးဘေးကိုကပ်ပြီးတော့စီးစစ်ထားလိုက်ပါမယ်ရှင်။ပြီးသွားတဲ့အခါမှာတော့ငရုတ်သီးအကြမ်းမုတ်လေးထည့်ပေးပါမယ်ရှင်။ငရုတ်သီးမုတ်ထည့်ပြီးမှုတဲ့အခါကျရင်စီအိုးကိုမဖွင့်ထားပါနဲ့ဦးနော်။အခင်ကြော်တော့ကမီးပူချိန်လေးနဲ့ပဲပြန်ပြီးတော့ကြော်ပြီးမှာပါရှင်။စီအိုးဖွင့်ပြီးကြော်လိုက်တဲ့အခါကျရင်ငရုတ်သီးတွေပေါ့နော်တူသွားမှာစိုးလို့ပါ။ပြီးသွားရင်တော့အချိုမုတ်အနှဲငယ်ထည့်ပါမယ်။ဆက်လက်ပြီးတော့စားအနှဲငယ်ထည့်ပါမယ်ရှင်။ပြီးတဲ့အခါမှာတော့ပစွန်ချောင်းမုတ်လေးအနှဲငယ်ထည့်ပေးပါမယ်ရှင်။ပြီးရင်တော့အရသာမုတ်ဒီနဲ့ငရုတ်သီးနဲ့ကိုရောမွေပေးပါမယ်။ပြီးတဲ့အခါမှာတော့ကြောကြောလုံးဝက်မုံလုံးလေးကိုပါရောပြီးတော့ငရုတ်သီးနဲ့မွေပေးပါမယ်ရှင်။ဒါဆိုရင်တော့ကြောကြောလုံးဝက်မုံလုံးငရုတ်သီးအဆက်ကြော်လေးရပါပြီရှင်။ဆက်လက်ပြီးတော့စွန်တန်ဟင်းရည်လေးချက်မှာမို့လို့ချက်သွန်ပြူလေး2ခုလောက်ပေါ့နော်ထည့်လိုက်ပါမယ်ရှင်။ဒါလေးကတော့စွန်တန်ကြောင်လေးပါသူကဟိုလိုအခွေပုံစံလေးမဟုတ်ဘဲနဲ့လက်ဖက်6လိုပုံစံမျိုးလေးပေါ့နော်ပြီးသွားတဲ့အခါမှာတော့ရေစူလာရင်စွန်တန်ကြောင်လေးတွေထည့်ပေးပါမယ်ရှင်။စွန်တန်ကြောင်လေးကအကုန်ထည့်စရာမလိုဘူးပေါ့နော်အနည်းငယ်လောက်ထည့်ရင်ပဲရပါပြီရှင်။ပြီးတဲ့အခါမှာတော့ကိုကစွန်တန်ကြောင်ချက်ရင်လေအမြဲတမ်းငပိလေးထည့်နေကြမို့လို့ငပိလေးနဲ့ငယ်ထည့်ပေးပါမယ်ရှင်ပြီးသွားရင်တော့အချိုမုံလေးနဲ့ငယ်ထည့်ပေးပါမယ်ရှင်ဆက်လက်ပြီးတော့ပစွန်ချောင်းမုံလေးထည့်ပေးပါမယ်ရှင်အငံလေးအနှဲငယ်ပေါ်နေတာကြောင့်မို့လို့ငံပြားလေးနည်းနည်းထည့်ပေးပါမယ်ရှင်ကိုကဒီနေရာမှာတော့စားအောင်မသုံးပြထားပါဘူးရှင်စွန်တန်ကအချင်ရတာလေးပါတာကြောင့်မလို့ပေါ့နော်ကိုကစားမသုံးပြထားပါဘူးကဲဒါဆိုရင်တော့စွန်တန်ဟင်းရင်နဲ့ကြောကြောလုံးဝက်မုံလုံးဆက်ကြော်လေးရပါပြီရှင်ကိုကလေငါးကြော်နဲ့မစားချင်တာကြောင့်ပေါ့နော်ငါးကြော်နဲ့နေရာမှာကြောကြောလုံးနဲ့ဝက်မုံလုံးနဲ့ကိုထည့်ကြော်ဖို့အတွက်ကိုအိုင်ဒီယာလေးရသွားတာကြောင့်မို့လို့ကြောကြောလုံးဝက်မုံလုံးဆက်ကြော်ကိုငါးကြော်နဲ့ပုံစံမျိုးလေးကြော်ထားတာဖြစ်ပါတယ်ရှင်စွန်တန်ဟင်းယူတော့တခြားသူတွေချက်ရင်ဘလို့ချက်လည်းမသိဘူးရှင်ကိုကတော့စွန်တန်ဟင်းရီချက်ရင်အများနဲ့ငပိလေးထည့်ချက်ဖြစ်ပါတယ်ပုံမှန်ဆိုရင်စွန်တန်ဟင်းရီနဲ့ငရုတ်သီးစိမ့်ထည့်နေကြပေါ့နော်ဒီနေ့ငရုတ်သီးစိမ့်အစင်လေးဝယ်ထားတာမရှိတာကြောင့်ငရုတ်သီးစိမ့်မထည့်ထားပါဘူးရှင်ကြောကြောလုံးဝက်မုံလုံးအဆက်ကြော်လေးနဲ့စွန်တန်ဟင်းရီလေးပါရှင်ဆက်လက်ပြီးတော့အစားအသောက်ချက်ပြုတ်နည်းလေးတွေမျှဝေပြီးသွားအောင်ပါမို့လို့ like and follow လေးလုပ်ပေးခဲ့ပါအောင်နော်စုံနေကြည့်ပေးတဲ့အတွက်ကျေးဇူးပါစားရငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်